ဒီနေ့မှာကျွန်တော်ရဲ့မိသားစုဝင်နေသတင်းကြီးကြီးနှစ်ခုရှိနေတာဖြစ်တယ်ဗျာဘယ်သတင်းကိုရင်စပြောမှန်းမသိအောင်နှစ်ခုလုံးကတော်တော်လေးကိုကြီးတယ်ဗျာကျွန်တော်တို့ရဲ့အောင်မြင်မှုကြီးစားတွေပါဆိုတော့leaders can ဌာနချုပ်တွေရဲ့ဖခင် leaders can လို့တောင်မှတင်စားခေါ်ဝေါ်ခြင်းခံထားရတဲ့ရှမ်းတဲ leaders can ဌာနချုပ်ကိုကျွန်တော်တို့ဘုံကျဲတက်ခိုက်ခဲ့ပြန်တယ်ဒါကတော့အားလုံးသိပြီးဖြစ်တဲ့ BWM ဖွဲ့ရဲ့ Mission Free Fight ဖြစ်ပါတယ်ဗျာဆိုတော့ဒီထဲမှာကျွန်တော်ထူးခြားချက်တွေပါနေတယ်ဗျာအဲ့ဒါကတတွင်းဖဲသီးရဲ့လမ်းပြကူညီမှုနဲ့လုံခြုံရေးအထက်ထက်ချထားတဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့ leaders can ဌာနချုပ်တို့ရဲ့ဖခင် leaders can ဌာနချုပ်တို့တော့မှတင်စားခေါ်ခြင်းခံရတဲ့ရှမ်းတဲကိုကျွန်တော်တို့ short ဒုံးဆယ်လုံးနဲ့ CDN Channel မှာသတင်းတူသတင်းကောင်းတွေကိုတင်ဆက်ပေးမှာမို့ like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဘုံကျဲတက်ခိုက်ဖြစ်စီခဲ့ကြတယ်အဲ့ဒီရှမ်းတဲမှာတက်တော်ဝင်ထားတဲ့လေရင်အကောင်းစားကြီးတွေရှိတယ်ဗျာစိတ်တော့မကောင်းဘူးဘာတစ်ခုမှမကြံအကုန်လုံးမီးလောင်သွားပါစေနောက်တဲ့သတင်းအကြီးကြီးကတော့ share ပဲကျွန်တော် KIA နဲ့ကျွန်တော်ရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြမ်းဖက်စစ်ခွေးတက်စစ်ကန်6လုံးတိတိကိုဒါပေမဲ့တက်ခတ်သိမ်းပိုက်လိုက်တယ်ဟာဘလို့လဲပေါ့အရင်က KTC လို့နာမည်ကြီးတဲ့စစ်စစ်ရေးတွေအခု Federal မှာလည်းဥဆောင်နေတဲ့ KIA ကချက်ချင်းကြီးကိုထပြီးတော့တီးတော့တာပဲဗျာဟုတ်ကဲ့ရရှိထားတဲ့လက်နက်ခဲယမ်းတွေကိုကျွန်တော်မိသားစုတွေပြပြီကျွန်တော်ရှေ့လက်နက်ကြီးတွေကျွန်တော်တို့လက်နက်ကြီးဘုံးစံတွေဆိုရင်ပါကင်တွေမဖွင့်ရသေးဘူးတန်းစီလမ်းမဆက်သိမ်းမကောင်းပါဘူးဆိုမှကျွန်တော်ရဲဘော်တွေပြန်မအောင်မယ်အဲ့ဒါတွေတခါတခါထမ်းချတာအမှန်တကယ်တမ်းတော့ delivery step ပေါ့ဗျာကျိုးပို့စလေးနေနဲ့အဲ့ဒီလက်နက်တွေအေးစစ်စစ်လာပြီးတော့ပို့လိုက်ပြီးတော့ကိုယ့်ကိုအဲ့ဒီမှာတောတောင်တွေထူထပ်တယ်ဗျာတောင်ပေါ်ကနေကိုယ့်ကိုလှိမ့်ချလိုက်ဒါဆိုတော့တော်တော်တက်တာအောင်မယ်ခွေးတာအခုတော့ကျွန်တော်တို့ KIA နဲ့ပူအောင်တပ်ဖွဲ့ဝင်ရဲ့အမြင့်ပြတ်ချေမုံနဲ့စစ်စင်ရေးတွေစတင်လိုက်တဲ့အခါမှာစုပ်ပြတ်တက်နေအောင်ခွေးရှုံးမရှုံးနေတဲ့အကြောင်းကျွန်တော်ဖော်ပြပေးချင်တာပါဒါကြောင့်ကျွန်တော်နဲ့အတူတူကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်မိသားစုတူဦးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါကဲထောက်ထားကြပြန်လာတယ်လက်နက်ကြီးတွေကြီးလိုက်ရင်တော့အားရစရာကြီးရှေ့အဲ့လိုပဲတက်ချုပ်တက်ကလည်းကျွန်တော်တို့ပေါ်မြတ်တာရှိတယ် Federal Army ကြီးကနေပြီးတော့ထိဝင်ကျုံးရင်လက်နက်ကြီးမပါလို့မရဘူးဆိုတော့ဒီလက်နက်ကြီးအတွက်ဘယ်သူကထောက်ဖို့လဲကျွန်တော်ကာကွယ်ရေးစတင်ပြီးတော့ကျွန်တော်တိုက်ခတ်ရေးအဖြစ်သင်ပြောင်းလာတဲ့ခဏအချိန်ကာလထိကျွန်တော်တို့ရဲ့လက်နက်ခဲယမ်းကအရက်၄ပေနှစ်လက်မလာဂျပုအတိုင်းဝိုင်းကပဲစပွန်ဆာပေးခဲ့တာဒါကိုလည်းပဲဂျမ်ဖတ်စစ်ခွတ်တဲ့ lobby အတိုင်းဝိုင်းကအကုန်လုံးကိုဝန်ခံပြီးသွားပြီအခုတက်ချုပ်အသစ်ကလည်းမနှမျောပါဘူးဒါတရားအပြည့်မနေ့တနေ့မှာတက်ချုပ်ဖြစ်ပေးတာအပေးခန့်ချက်ရောတော်တော်ကျန်းတယ်ဘာကြောင့်လဲဆိုတော့နေပြည်တော်ကိုလာတိုက်ရင်လက်နက်ကြီးမပါမဖြစ်ရေးကြီးတယ်လက်နက်ခဲရင်မလောက်မှာဆိုဟုတ်ကဲ့ပါဆိုတော့ပထမဦးဆုံးကျွန်တော်ရဲ့မိသားစုဝင်တွေကိုရှင်တို့တမနာကြီးဘာမှလိုက်လဲဆိုတဲ့မေကုံအဲ့ဒီမေကုံကဒေါန်ဆန်းစုကြည်ကမေးလိုက်တဲ့မေကုံဖြစ်တယ်ဘယ်အချိန်မှာမေးလိုက်တာလဲဆိုတော့ရဲဝင်ဦးလာဖမ်းတဲ့အချိန်မှာအတန်သွင်းထားတာရှိတယ်အဲ့ဒီအတန်ဖိုင်ကို9နှစ်လုံးသူတို့တွေဖုံးပွယ်ထားကြတယ်အခုတက်ထွင်းထဲမှာ
မညီညွတ်မှုတွေအလဲအကွဲတွေကြားထဲမှာအဲ့ဒီအတန်ဖိုင်ဖတ်ပေါ်လာပြီဆိုတဲ့အကြောင်းမဲမှာကျွန်တော်တို့အမေတော်ဆန်းစွတ်ကြီးကမေးတယ်ရှင်တို့တမနာကြီးဘာမြဲမှားလိုက်ပါလဲဆိုတော့တမနာကြီးယူနေတာကိုဒေါန်ဆန်းစွတ်ကြီးသိတယ်ကျွန်တော်ရဲ့မိသားစုကျွန်တော်တို့မိုးမြင့်ထိုးရောက်လာတယ်တာကျုပ်ကြီးကိုအသာတကြီးတမနာပေးဖို့အတွက်လာရောက်ညှိနှိုင်းတောင်းဆိုခဲ့တယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ရဲ့မိသားစုကြားမှာပါဒါတွေကိုကြိုသိထားတဲ့ကျွန်တော်တို့ရဲ့အမိဒေါန်ဆန်းစွတ်ကြီးကအခုလိုမိကုန်းနဲ့တန်းပြီးတော့မေးလိုက်တာမိဒေါန်ဆန်းစွတ်ကြီးအကုန်သိတယ်လက်ရှိသူအဖမ်းခံခြင်းရလည်းပဲကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအတွက်သူပေးဆက်နိုင်သမျှအကုန်လုံးသူ့ဘဝကြီးတစ်ခုလုံးသူ့ရဲ့အသက်ခံတာတွေအကုန်လုံးကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအတွက်သူရောပေးဆက်ခဲ့တာဒီလိုလူမျိုးကျွန်တော်တို့ထပ်ရှာတွေ့ပါနိုင်ပါကျေးဇူးတင်တယ်အခုရပိုင်းတွင်မှာဒေါန်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့နိုင်ချင်းတွေနဲ့ပတ်သက်ပြီးတော့အမြဲဆုံးထုတ်ပေးဖို့အတွက်အတန်ထုတ်ပေးနေသူတဦးချင်းနိုင်ကျေးဇူးအများကြီးတင်မိဒေါန်ဆန်းစုကြည်ကျွန်တော်နိုင်ငံအတွက်တကယ်ကိုရှိသမျှအကုန်သူပုံအောပေးဆက်ခဲ့သူသိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုအရင်ဆုံးပြောချင်တာအခုလည်းပဲကမ္ဘာနိုင်ငံအသီးသီးကအာဆီယံကရောမင်းအောင်လည်းဘယ်လောက်တမလားယူလဲဆိုတာသိနေကြပါဒါကဘာကြီးကိုပြစီခြင်းနဲ့သိစီခြင်းနဲ့ပြီးတော့ကျွန်တော်တို့နိုင်ငံသားတဦးချင်းစီတိုင်းရဲ့နှလုံးသားတကားတွေအုံနောက်တကားတွေကျွန်တော်ရဲ့အသိတရားတွေကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေဒါတွေအကုန်လုံးကိုလမ်းဖွင့်ပေးခဲ့တာသူထောင်ထဲမှာသွားနေပြီးကျွန်တော်ပါဝင်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေကျွန်တော်ရဲ့မိသားစုဘယ်သူမှထောင်ထဲမှာမနေချင်ဘူးဘလောက်မှကြက်လဲဟုတ်ပြီတမနာရှာတို့ကိုရယူခံနီးဒီအပိုင်းတွင်းမှာမင်းအောင်လှိုင်ကတကယ့်ကိုဖွတ်တက်နေတာဖြစ်ဇက်တိုက်ကိုဒီကောင်ကညီမဇိုးတွေနဲ့ရင်ဆိုင်နေရတာဖြစ်ခွေလည်းပဲရိုဟင်ဂျာလူမျိုးတို့တပ်ဖြတ်မှုနဲ့ပတ်သက်ပြီးတော့အင်ဒိုနီးရှားမှာတရားစွဲမယ်အဲ့ဒီနိုင်ငံချင်းနဲ့ပတ်သက်ပြီးတော့လူမျိုးတို့တပ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ဆွဲခံရတဲ့ဂျမ်ဖတ်စစ်ခွေတက်သူ့ဖြစ်ကျွန်တော်တို့မြေပြင်ရဲ့ခြေလင်းခြေမြန်တက်မှတွေဒီမျိုးလို့တပ်ဖြတ်ဖို့တဲ့ရရရှိလှုပ်ဆောင်ခဲ့တဲ့တပ်တွေအထောက်ထားဗီဒီယိုတွေအတန်တွေမိဘစစ်ခိုင်းတဲ့အချက်လက်တွေပြီးတော့လက်ရှိအဲ့ဒီအကိုဥဆောင်ခဲ့တဲ့တာဝန်ရှူထားသူမလာဂျပုနဲ့အကုန်လုံးကိုအမြင်နဲ့တကွထပ်မှန်ပြီးတော့စီစဉ်ဆောင်ရွက်နေကြတာဖြစ်တယ်။ပုံမှန်နဲ့ကြည့်မယ်ဆိုရင်တော့အင်ဒိုနီးရှားမှာတရားစွဲတာဘာမှမဟုတ်ပါဘူး။နိုင်ငံနည်းနဲ့ကျွန်တော်တို့လည်းရတဲ့နည်းနဲ့ကျွန်တော်တတ်နေကြတာဖြစ်တယ်။ဆိုတော့ဒီကောင်လေးမှာလက်နက်ရှိမယ်ဒီကောင်လေးရှိမှာအာဏာရှိတယ်ဒီကောင်လေးရှိမှာငွေရှိလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့စီမှာကသူတို့တက်တာလောင်ကောင်းမွန်တဲ့အရာတွေအမြောက်အများရှိတယ်သူတို့ဘလို့မှငွေနဲ့ဝယ်ယူလို့မရတဲ့အရာတွေသူတို့အာဏာနဲ့အမိန့်ပေးပြီးတော့တောင်းယူလို့မရတဲ့အရာတွေကျွန်တော်တို့တော်လန်သောမိဘပြည်သူတွေနဲ့ကျွန်တော်တို့ရေဘော်ရေဘက်တွေမှာအပြည့်ရှိတယ်ကျွန်တော်ပြောတဲ့စကားကျွန်တော်မိသားစုတွေမှတ်မိအောင်ဝင်တင်တယ်ကျွန်တော်တို့တော်လန်ရေးစတင်ပြီးတော့တိုက်ပွဲဝင်တဲ့နေ့တွေကအောင်မိသားဟုတ်ပြီ BWN အဖွဲ့ရဲ့ Mission 55ဂျမန်ပြည်ခွေးတက်ရဲ့အားထားဆုံးလေတဲ့စကန်ဌာနချုပ်ဖငယ်လေတဲ့စကန်ဌာနချုပ်လို့လည်းအမည်တွင်နေတယ်ရှမ်းတဲ့လေတဲ့စကန်ကိုတိုက်ခိုက်နိုင်ခဲ့တယ်ရှော့လိုက်တော့10လုံးမကြခင်မှာလည်းရုပ်သံမှတ်တမ်းဗီဒီယိုဖိုင်တွေကျွန်တော်ရဲ့ Telegram မှာထပ်မံဖော်ပြပါအောင်မယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုတို့ကျွန်တော်မလုံနိုင်တာဘာမြင်ကြမှာသေးလဲငါတို့မလုပ်ရတာဘာမှမရှိဘူးဆိုတဲ့ကောင်းလေးကိုကျွန်တော်တို့မလုပ်နိုင်တာကျွန်တော်တို့မလုပ်ပြခဲ့တာဘာတစ်ခုမှမရှိဘူးဆိုတော့ကျွန်တော်သက်သေနဲ့တကွာအမြဲတမ်းဖော်ပြနေကြတယ်။မြောင်းလိုက်အကြောက်ဆုံးမှပါတယ်ဒီလားကျွန်တော်မိသားစု
ကျွန်တော်ရဲ့ပြည်သူလူထုတရက်လုံးစီလုံးညီညွတ်မှုဒါကတော့သူကြောက်ဆုံးလားနောက်ထပ်သူ့အတွက်ကအိမ်မဆူအိမ်ကောင်းချင်းအိမ်လုံးများစားကောင်းချင်းစားလို့မရတဲ့အခြေအနေအဲ့ဒါပါလဲဆိုကျွန်တော်တို့ရဲ့လူငယ်တွေကြောက်မလားလို့ခေါင်းတဲ့ပြီးတော့တနက်နဲ့ပြစ်တက်ပြခဲ့တယ်ကြောက်မလားလို့ကျွန်တော်တို့ခန္ဓာကိုယ်တွေအပိုင်းပိုင်းဓာတ်နဲ့ခုတ်ဖြတ်ပြီးတော့ဥရိအသေးတွေပါထုတ်ပြီးတော့ရဲဆက်ဆက်လုပ်ပြကြောက်မလားပေါ့ကျွန်တော်တို့ကြမ်းရင်အိုက်ထပ်ပို့ကြမ်းမယ်အခုကျွန်တော်တို့ကြမ်းတဲ့အခါကျတော့အဲ့ဒီကောင်ကြီးကြောက်လုံးလို့စစ်မြေပြင်တိုင်းမှာသူတို့ကအရှိဆုံးကပြေးမယ်ဆိုတာကြီးပဲပြင်နေရတာမနေ့ကကျွန်တော်ဖော်ပြခဲ့ပြီးပြီဘာကတော့အေးတီးထုံနေတဲ့တိုက်ပွဲတွေအတွင်းမှာသူတို့ကအမှန်ဆမ်မီရရင်အောင်ပြင်ဆင်ထားတယ်ပြီးဖို့ဟိုဘက်မှာပြေးဖို့ပြင်နေတော့ရှိသေးတယ် KIA ရထတီးတယ်စက်ကန်6လုံးကုန်လက်ကြီးတွေကုန်ဂျမ်ဖက်စစ်ခွတ်တကောက်ကောင်တွေလည်းအကုန်နောက်ပိုင်းကြားတဲ့သတင်းတွေကလည်းရန်ရှင်းတယ်ဗျအရှင်မရှိဆိုတာကြီးပဲအေးပေါ့ရာသီဥတုကလည်းပူတယ်ကျွန်တော်ရဲ့မိသားစုသူ့အောင်သူ6ပြီးတော့ကျွေသွားတာထင်ပါတယ်ဟုတ်ပြီကျွန်တော်တတွဖေးအသီးလမ်းပြမှုနဲ့ Mission 55ကိုကာကွယ်တွေအထက်ထက်လုံခြုံရေးတွေအထက်ထက်ချထားတဲ့ဂျားကပဲကျွန်တော်အောင်မြင်သာဆွေးနွေးနိုင်ခဲ့တယ်ဆိုတော့တန်တယ်ဗျာပြီးတော့တက်တော်ဝင်တဲ့လေရင်အကောင်းစားကြီးတွေထားတဲ့နေရာဘလောက်တော့ကောင်းလိုက်တဲ့သတင်းလဲဆိုတာဆိုတော့မန်လေးတိုင်းမိထီလာမြို့ဂျမ်ပစစ်ခွတ်တဲ့ရဲ့ရှမ်းတဲလီဒက်စကန်ဌာနချုပ်ရှော့လိုက်တော့10လုံးနဲ့ကျွန်တော် BW1 ဖွဲ့ကတီးထုတ်လိုက်တာဖြစ်ပါတယ်ဆိုတော့ April 2ရက်နေ့4နာရီ26မိနစ်မှာ BW1 ဖွဲ့ရဲ့ Mission 55ဖြစ်ဂျမ်ပစစ်ခွတ်တဲ့မိထီလာရှမ်းတဲလီဒက်စကန်ဌာနချုပ်ကိုတက်ခုံမရှော့လိုက်တော့10လုံးနဲ့တီးထုတ်လိုက်တယ်ဆိုတော့ခုနှစ်လုံးကြောက်ရောက်ပေါက်ကွဲသွားတယ်လို့ကျွန်တော်တို့ပြည်ထုတ်ပြန်ချက်မှာတွေ့ရပါတယ်ဆိုတော့နိုင်ငံတွင်းမှာဂျမ်ဘတ်စစ်ခွတ်တက်ရဲ့ leader scan တွေမှာအဓိကအကြဆုံးလဲဖြစ်တဲ့ leader scan ဌာနချုပ်တစ်ခုကိုကျွန်တော်တိုက်ခိုက်နိုင်ရတာပြီးတော့ဂျမ်ဘတ်စစ်ခွတ်တက်အားထားရဆုံးဆိုတဲ့ leader scan ကိုပဲကျွန်တော်တို့ကရွေးချယ်ပြီးတော့တိုက်ခိုက်ခဲ့တာဆိုတော့တော်တော်လေးကိုဒီကောင်နဲ့ခန်းခတ်သွားဟာငါသမဏနေရရယူတော့မှာငါတက်ချုပ်ကြီးဖြစ်နေပြီဆိုတော့မင်းတို့လည်းနည်းနည်းပါးပါရှော့ပေါ့လေးတီးကြကွာငါအဆက်ကိုခွဲတာလဲပြန်ကွဲနေပြီဟုတ်ကဲ့ပါအဲ့ထက်ပို့ပြီးတော့တီးပြပါအောင်ဆိုတော့စစ်ခွေးတွေအားထားအောင်လို့လီဒက်တွေရဲ့ဖခင်ဌာနချုပ်ဖြစ်နေရှမ်းနယ်လီဒက်ကိုတိုက်ခိုက်ခံရတာချမ်းဖတ်စစ်ခွတ်တက်ကတော့အတော်ခံရမှာပဲတဲ့လုံးဝတိုက်ခိုက်လို့မရအောင်လှုပ်ထားတဲ့ဂျာကအတွင်းဖဲသည့်ရဲ့လမ်းပြကူညီမှုနဲ့ခုလိုတိုက်ခိုက်နိုင်ခဲ့တာလေဆိုပါတယ်အတွက်အခက်ခဲတဲ့ mission မှာဂျမ်ဖတ်စစ်ခွတ်တက်ရဲ့တက်တော်ဝင်လီရင်ထားရှိထားတာပြစ်လို့မရအောင်မြေပြင်လုံခြုံရေးအထက်တက်ချတာအဲ့ဒီဂျာက BW1 ဖွဲ့မာမိတ်ဖွဲ့တယ်တရပြက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ဖွဲ့တော်ဝင်ကဆိုရတယ်အဲ့ဒါတို့ပြည်ဒါတို့မိဒါငါတို့ပြည်ပေါင်းနေကကျွန်တော်နိုင်ငံတနိုင်ငံလုံးရောက်ခမစီကအမွေရတဲ့အမွေပိုင်ပစ္စည်းလိုမျိုးသူတို့သဘောထားနေလားမသိငါတို့နေရာကောင်လေးလာလို့မရဘူးလာထုတ်မရဘူးဟုတ်ပြီကျွန်တော်ရဲ့မသားစုံလို့မင်းကလေးစကန်ဌာနချုပ်ပြည်သူကိုနေ့စဉ်ဘုံကျက်တက်ဖြတ်နေတဲ့ပြီးတော့လေတရဲတွေကိုဒီဘဲတွေကိုငွေထုတ်ပေးတဲ့နေရာဒီနေရာပြီးတော့အဓိကခေါင်ချုပ်ဒီစကန်ဌာနချုပ်ဖြစ်တဲ့နေရာရောက်ခေကြတဲ့နေရာအထားရဆုံးလေစကန်ဌာနချုပ်လည်းဖြစ်တယ်အဲ့ဒီနေရာကိုတက်ခိုင်နိုင်ခဲ့တယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုတွေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေရှင်တယ်အားရချင်းနေမလို့ကျွန်တော်မျှော်လင့်နေမကြခင်မှာလည်းပဲ BW အဖွဲ့ကသူတို့ mission နဲ့ပတ်သက်ပြီးတော့ရုပ်သံမှတ်တမ်းဗီဒီယိုတွေကိုထုတ်ပြန်ကြေညာနေကြတယ်အဲ့ဒီချိန်မှာလည်းကျွန်တော်အားရပွဲထပ်ပြီးတော့မြင်တွေ့ရအောင်မှာဖြစ်ပါတယ် BW အဖွဲ့ဟာသူရဲ့ဥဆောင်မှုနဲ့ကျွန်တော်တို့ NMD PDF Shero Manly အဖွဲ့ပြီးတော့မုံခတက်ခွဲညောင်ခရိုင်ပကဖပြီးတော့စရံအဖွဲ့တွင်ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တယ်တော်လိုင်းရဲဘော်တွေထိခိုက်မရှိပဲအမြဲတမ်းပြန်လဲစုတ်ခွာနိုင်ခဲ့တယ်ဆိုတော့ဒီသတင်းကောင်းတွေဟာကျွန်တော်တို့အတွက်တကယ်ကိုတန်မိုးရှိလို့နေဒါဟာကျွန်တော်တို့မြေပြင်မှာရှိနေတဲ့ရှင်းဆွဲတိုင်းတပ်ဖွဲ့တွေကျွန်တော်တို့ရဲ့ရဲဘော်ညီကိုတွေနဲ့ BW1 ဖွဲ့ရဲ့ပူးပေါင်းနဲ့စစ်စင်ရေးတွေဟာတကယ်ကိုစစ်စစ်သေးချာလွန်ပါတယ်
သူတို့ကိုလည်းတကယ်ကျေးဇူးတင်တယ်အမြဲတမ်းဒါအထီးကမ်းမရှိပေါ့နော်လုံခြုံဘေးကင်းစွာနဲ့ဒီ mission တွေကို mission 55ပေါ့နော်ဒီချင်းတွေထိသူတို့တွေပုံဖော်ထားတကယ်ကိုဒါအမကန်ဆန်းဆောင်ကြီးဖြစ်ပါတယ်ဆိုတော့ BWN အဖွဲ့ရဲ့ mission တွေနဲ့ပတ်သက်ပြီးတော့ရန်သူကလည်းပဲအကြီးကျယ်ထောက်လန်းမှာနီးမျိုးစုံတယ်ဒါပေမဲ့ရန်သူရဲ့ဒီအဟံတားတွေထောက်လန်းမှုတွေပြီးတော့အခုလိုမျိုးအထက်တက်ကာယံထားတဲ့လုံခြုံရေးအထုတက်ဆုံးဆိုတဲ့နေရာတွေကိုအောင်မြင်စွာပြတ်ခတ်နိုင်ခဲ့တယ်ဆိုတဲ့စွမ်းရည်မလို့မလို့ရတာဘာမှမရှိဘူးဆိုတဲ့စစ်ခွေးတက်ကြီးကိုကျွန်တော်တို့ကလည်းကျွန်တော်တို့မလုတ်ပြခဲ့တာဘာတစ်ခုမှမရှိဘူးကျွန်တော်တို့လည်းမလုတ်တတ်တာဘာတစ်ခုမှမရှိဘူးဆိုတာပြသနိုင်ခဲ့တယ်ကျွန်တော်မိသားစုဟုတ်ပြီအကြံဖက်စစ်ခွေးတဲ့စစ်ကန်6လုံးကိုတက်ခတ်သိမ့်ပိုက်ပြီးတော့လက်နက်ကြီးအမြောက်အများသိစီရမိနိုင်ခဲ့တဲ့ချမ်ဖက်စစ်ခွေးတက်ကကောင်းလေးခွေးတွေဝတ်တွေအတုံးယုံသိဆုံးသွားတဲ့တင်ကျွန်တော်မိသားစုKIAနဲ့ပူပေါင်းတပ်ဖွဲ့ဝင်နေစီမှာဖက်ဒရယ်အာမီကပူပေါင်းထားတဲ့အခြေအနေပဲရှိသေးတယ်ဆွေးနွေးညှိနှိုင်းနေတဲ့အခြေအနေပဲရှိသေးတယ်ကျွန်တော်လည်းဒေါ်နယ်ထရန့်လိုဖြစ်လာပါငါတို့မတိုက်သေးဘူးငင်းငင်းကြီးပဲကွာစကားစုံမစုံတဲ့ဟိုမှာဘုံနေသွားကျဲပြီးပါအခုလည်းအဲ့လိုပုံစံဖြစ်နေတာကျွန်တော်မသားဆိုဘူးဆိုတော့ဟာကမော်ဝန်ဆိုဝင်းကျင်တွေမှာမော်ဝန်ဆိုဘုံဝင်းကျင်တွေမှာပေါ့နော်တိုက်ပွဲပြင်းထန်နေတဲ့ဂျမ်ဖတ်စစ်ခွတ်တဲ့တက်စကန်6ခု KIA ကတက်ခတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ကျွန်တော်ကြားသိထားတာဖြစ်ပါတယ်ဆိုတော့ဒီကနေ့ကျွန်တော်ရဲ့ Telegram မှာလည်းပဲအဲ့ဒါတကယ်ကိုမြေပြင်မှာခွရှုံးဝုံရှုံးနေတဲ့အချိန်မှာလေကြောင်းကနေတော့ဘုံကျတက်ခိုက်နေတဲ့ရုပ်သံမှတ်တမ်းဗီဒီယိုဖိုင်တွေလည်းကျွန်တော်ဖော်ပြထားပါတယ်ဒါကတော့သူတို့ရဲ့ပုံစံပေါ့နော်အချင်းပြည်နယ်ဖားကန့်မြို့နယ်မော်ဝန်ဆော့ဘမ်ဝင်းချင်ဂျမ်ဖတ်စစ်ခွတ်တက်စကန် KIA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်မနေ့ညနေပိုင်းအချိန်မှာပြင်းပြင်းထန်ထန်စစ်စင်ရေးဆင်နွှဲခဲ့တာဖြစ်ပါတယ်ဆိုတော့ဂျမ်ဖတ်စစ်ခွတ်တဲ့စကန်6ခုထိကျွန်တော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့နဲ့သိစီရမိခဲ့တယ်လို့သတင်းတွေရရှိခဲ့တာဖြစ်ပါတယ်ဆိုတော့မနေ့ညပိုင်း6နာရီအချိန်လောက်ကလေးက KIA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေမော်မန်ဆော့တွန်ဝင်းကျင်နဲ့ဥရုဒေတာဝင်းကျင်တွေမှာဂျမ်ဖတ်စစ်ခွတ်တဲ့စစ်ကန်တွေကိုထိုးစစ်ဆင်ခဲ့တာကျွန်တော်တို့ခုခံပစ်ခတ်မှုတွေပြင်းပြင်းထန်ထန်လုပ်ပေမဲ့ကျွန်တော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေဒီဘန်တဲ့ဆင်နှွှဲတဲ့အဲ့ဒီစစ်စင်ရေးအတွင်းမှာပဲစစ်ကန်6လုံးထိကိုဂျမ်ဖတ်စစ်ခွတ်တက်ကလက်လွတ်ဆုံးရှုံးပြီးတော့အကြအဆုံးအလုံးများပြသွားပါတယ်လက်နဲ့ခဲယမ်းတွေရဲ့မှတ်တမ်းကတော့ကျွန်တော်မိသားစုတွေကြည်ပြီးလို့ယုံကြည်ပါတယ်ဖက်တဲ့ဘက်မှာဂျမ်ဖတ်စစ်ခွတ်တက်ကကောင်းနေအကြအဆုံးအလုံးများပြသွားတယ်လို့ကျွန်တော်တို့ကြားသိထားတာဖြစ်ပါတယ်ဆိုတော့ဒီတက်စကန်လေးလည်းဆုံးရှုံးရတဲ့နောက်ပိုင်းမှာဒါမုံနဲ့2နာရီအချိန်မှာ Jet Fighter 3ချိန်ဘုံကျဲခဲ့တယ်လို့လည်းကျွန်တော်ကြားသိထားရတယ်နှစ်ဖက်ပစ်ခတ်မှုတွေအတွင်းမှာကျွန်တော်တို့ဒေသခံပြည်သူတွေထိခိုက်မှုဒဏ်ရာရရှိမှုအနေငယ်ရှိတယ်လို့လည်းကျွန်တော်တို့ကြားသိထားတာရှိပါတယ်ဒေသခံထိခိုက်မှုတွေကိုဆက်လက်ပြီးစုံစမ်းနေဆက်အခြေအနေဖြစ်ပါတယ်ဖားကန့်မြို့နယ်အတွင်းမှာဂျမ်ဖတ်စစ်ခွတ်တဲ့တက်စကန်ထားတာတက်စကန်တွေပေါ့နော်တက်ဆွဲထားတဲ့အမယမ်စွတ်ပွန်တင်ញံကုန်းစတဲ့နေရာတွေပေါ့နော်အဲ့ဒီပတ်လေကိုအရခတ်တော့ sorry KIA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကတပိုင်းနဲ့ထဲကျွန်တော်မုံနဲ့12နာရီအကျော်လောက်မှာပေါ့နော်အခက်ခဲတာဖြစ်တယ်တစ်ဖက်ကလည်းပဲဒါလီချောင်းအင်အားအသုံးပြုပြီးတော့တံပြန်ခုခံခဲ့ပါတယ်ဒါပေမဲ့လည်းပဲစစ်ကမ်းတွေအကုန်လုံးကျွန်တော်တို့လက်တွင်ကိုသက်ဆင်းခဲ့ရပါတယ်ရှင်းစစ်ကမ်းတွေပါတော့လီချောင်းကနေတော့ဘုံကျဲကျွန်တော်တို့ KIA ရလည်းပဲကျွန်တော်တို့ပေါ့နော်အဲ့ဒီဒေတာကန်ပြည်သူတွေကိုနော်နောက်လေချောင်းရံနဲ့ပတ်သက်ပြီးတော့နော်ဂျိုလင်3ပေးမှုတွေတဲ့ကျွန်တော်တို့ပြောဆိုထားတယ်လို့ကြားသိထားပါတယ်လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာဖားကန့်ဒေတာအတွင်းမှာလမ်းကြောင်းအချို့ပိတ်ဆို့ပြီးတော့ကျွန်တော်ခီးသွားပြည်သူတွေမတော်ချင်းတွေကျွန်တော်ဘေးလွတ်ရရနာပြီးတော့လမ်းပိတ်မိနေတဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့တွေ့မြင်နေရပါတယ်ဆိုတော့တိုက်ပွဲကကျွန်တော်တို့ကပေါ့နော်ဖော်ဆောင်တဲ့နေရာမှာပေါ့နော်ချို့ပေါ့နော်ခဏဒီလမ်းပိတ်ဆို့မှုတွေဖြစ်နိုင်တယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတယ်ကျွန်တော်ရဲ့မိသားစုဝင်အခုအချိန်ကြီးအရန်ကြီးကိုအဆင်ပြေနေတဲ့ကာလတော့မဟုတ်ဘူးเนาะကြီးသွားလာတဲ့နေရာမှာတော့ဘာဖြစ်ဖြစ်
လမ်းပေါ်မှာဟာဟိုနော်ခီ highway သွားတဲ့နေရာတွေပေါ့နော်အဓိကပြည်နယ်တွေကိုဖြတ်သန်းသွားလာတဲ့လမ်းခီတွေမှာကျွန်တော်တို့ဒါလမ်းပေါ်မှာပေါ့နော်အချိန်မီဒါအခုလိုမျိုးပေါ့နော်ရင်ကျော်ပိတ်ဆို့မှုတွေတိုက်ပွဲတွေနဲ့လျှက်ဖြတ်ကြုံတွေ့နိုင်တဲ့အခြေအနေရှိပါတယ်အဲ့ဒီအခြေအနေရင်ဆိုင်ရတဲ့အခါမှာဒါဘယ်လိုလဲနော်ရန်ကြောက်လန့်ထိတ်လန့်နေတာမျိုးမလုပ်ဘဲနဲ့ဒါဘေးကင်းလုံးကြုံနိုင်မဲ့နေရာပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တို့ကားပါတယ်ဆိုတဲ့တော့လုတ်ကင်းတဲ့နေရာပေါ့နော်အဲ့ဒီနေရာတွေမှာကားရက်နာပြီးတော့အခြေအနေကိုစိတ်ရှည်စွာနဲ့စောင့်ဖို့လိုပါတယ်ဆိုတော့အနေမီကန်ဒေတာကန်တွေဒိုရီမိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ဒါထောက်ပေါ်လာတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့တွာလာဖို့ဒိုရီမိုခြားလန်းကနေပြီးတော့ရှောင်းလဲတွာလာရမယ့်အခြေအနေတွေကိုလည်းသတိပြုစီရင်ဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့စီမှာကတကြံမရှိပါဘူးကျွန်တော်တို့စီမှာကနှစ်ကူမရှိဘူးတော်လိုင်းရေးမှာကသတင်းကြိုလည်းမရှိတော့ဆိုတော့တော်လိုင်းရေးကတော့ကျွန်တော်တို့နေ့တိုင်းတော်လှန်နေတဲ့အချိန်တိုင်းဟာကျွန်တော်ရဲ့တော်လိုင်းဖြစ်ပါတယ်။ကြောက်သွားလာကြမယ်ခီးသွားကြမယ်ကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်အထူးဒီပေးခဲ့ရင်လည်းဒီနေ့ဗီဒီယိုဆုံးသက်ပြစီ။နောက်လာတဲ့ဗီဒီယိုတွေကိုဒီလက်ပုတ်ကောင်းကျွန်တော်အမြဲတမ်းကြိုးစားပေးပါမယ်။လည်းပေးစီပီကပေကြောင်းနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုတူချင်းနဲ့ပြည်နေကင်းရှင်းမှကျွန်တော်လေးနည်းနည်းစတောင်းရင်းနဲ့ကျွန်တော်ရေကိုရှင်းလိုက်ပါဗျာ။